welcome back အားလုံးမင်္ဂလာပါဆလေးရှိပါရှင်ဒီနေ့စီရိုရဲ့ဆိုင်လေးရန်ကုန်မှာလာပြီးတော့ jewelry fair မှာလာ join တာဒုတိယတစ်ချိန်ပေါ့နော်ဒီတစ်ခေါက်ကတော့စီရို Golden Society ဘွဲမှာလာပြီးတော့ join တာပါရှင်ဆိုင်ရောက်လာပါပြီကြမယ်နော်ရှိသွားပါမယ်တပေါ်သွားရလိုက်ပါမယ်ရှင်တယောက်ကကိန်းနဲ့ဘာလူရိုင်ဒိုမီနိုလာပို့ပြီးတော့စားနေပါတယ်ဖန်နာတော့မနာရအောင်ဖန်နာမထိုင်ရအောင်ဖြောက်ပြောင်ညံ့ညောင်းနေတွားပေါ်တယ်လေလှပေါ်လိုက်တော့မရှော့ဖို့ပဲဒီတော့လှတယ်လိုက်တယ်ဆိုတော့ဒီမှာလေလာရောက်အားပေးတဲ့သူတွေရောလာရောက်ဝင်းရံတဲ့သူတွေကအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ကျဆရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်ရှင်ရော vlog လေးရောအဆုံးထိကြည့်ရတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ် Thank you so much for watching see you in the next video bye